လေးလပိုင်းအတွက် collective reading လူအများစုကြုံတွေ့ရမယ့်အခြေအနေတွေကိုပေါင်းစပ်ပြီးတော့မှလီနော်မန်ကတ်နဲ့ကြည့်ပေးမှာဖြစ်ပါတယ်ဆိုတော့လေးလပိုင်းမှာမရေရာမှုတွေနဲ့စိတ်ရှုပ်စရာတွေကြုံတွေ့ရနိုင်ပါတယ်ဒီပုံမှာပါတဲ့တိမ်တိုက်တွေလိုမျိုးပဲဒီဝါပြီးတော့မှဘာလို့ရမှန်းမသိဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်ဒါပေမဲ့တင်းငယ်တဲ့ပျော်ရွှင်မှုတွေနဲ့ကံကောင်းမှုတွေကကိုယ့်ရဲ့ဘဝတွေကိုပြန်ပြီးတော့မှရောက်လာပါလိမ့်မယ်စီးပွားရေးအတွက်ဆိုရင်မျှော်လင့်ထားတဲ့ငွေကြေးအနည်းငယ်ပြန်ရတာပြန်မရတော့ဘူးလို့ထင်ထားတဲ့အကျွေးတွေပြန်ရတာမျိုးဖြစ်ပါလိမ့်မယ်အခြေအနေနဲ့ပေါင်းတင်ဆက်ဆံရေးပိုင်းမှာဆိုလို့ရှိရင်လည်းချစ်သူတငယ်ချင်းတွေနဲ့လအစပိုင်းမှာအထင်လွဲတာရန်ဖြစ်တာမျိုးရှိတတ်ပေမဲ့လအကုန်ရောက်လို့ရှိရင်အကုန်ပြန်ပြီးတော့မှပြေလည်သွားပါလိမ့်မယ်ကျမ်းမာရေးအတွက်ကတော့ခေါင်းမူတာနဲ့စိတ်မကြည်လင်တာမျိုးတွေဖြစ်ပါလိမ့်မယ်အခုဒီလပိုင်းမှာဆိုလို့ရှိရင်လေးလပိုင်းထဲမှာစိတ်မြန်လက်မြန်နဲ့ရန်စကားပြောတာမျိုးရန်ဖြစ်တာမျိုးတွေအဖြစ်များတာကြောင့်မလို့စိတ်မြန်ပြီးတော့မှဒေါသထွက်တာမျိုးတွေကိုထိန်းနိုင်မှရပါလိမ့်မယ်ဒါကတော့အထူးသတိထားပါမယ်ဧပြီလရဲ့လအစပိုင်းမှာခက်ခဲဝေဝါးမှာဖြစ်ပေမဲ့လည်းလအကုန်ကိုရောက်လို့ရှင်တော့ကံကောင်းမှုတွေနဲ့စိတ်ချမ်းသာစရာတွေပြန်ပြီးတော့မှရရှိလာမယ်လဖြစ်ပါတယ်ဒါကြောင့်မလို့အားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာစွာနဲ့ဧပြီလကိုလည်းအေးချမ်းပျော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်ကြပါစေ။